Sparko UP Chitahine Chesake Jare the Yeni Tapwe Tamia Alume Minglava Chano YouTube channel Leani Alungo Josuvare Chano YouTube channel legally live and subscribe lo pay puyante Alungo Nyata Yakan Chimare Ninga Champion Gazakere Manchester United Atene Spa Ateha Swing Myanmar Sando Chain Kunanaima ရှင်ပြိုင်ကစားခဲ့ကြတာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်ကတကယ်ကိုကောင်းတဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ် Manchester United ကအင်ကွင်းမှာအခမ်းကစားခဲ့တော့လဲစပါတင်ကတော်တော်ကိုပြင်ဆင်လာတယ်တော်တော်ကိုကောင်းတယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်စပါတင်ကချင်းချောက်ပွဲတွေကိုအချိန်တိုင်းလှုပ်ဆောင်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ် Manchester United အသင်းအနေနဲ့တီငိမ့်ငိမ့်သူတွေချင်းချောက်မှုတွေကိုအကောင်းဆုံးကာကွယ်နိုင်ခဲ့တဲ့အတွက်ဒီပွဲစဉ်ဟာတကယ်ကိုကောင်းတဲ့အရာတာကိုကျွန်တော်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာတကယ်အပွဲအလှည့်ပြောင်းဖြစ်သွားတဲ့အရာကပါလေဆိုရင်29မိနစ်မှာစပါတင်ရဲ့နောက်ခံရိုမီရိုကိုခရစ္စတန်ရိုမီရိုကိုထုတ်ခံလိုက်ရတဲ့အချိန်မှာတကယ်ပွဲအလှည့်ပြောင်းဖြစ်သွားတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီဖြစ်စဉ်ကရိုမီရိုကဘောလုံးရတဲ့ချိန်မှာကာစီကတွားပြီးတော့ aggressive ဖြစ်လှုပ်လိုက်တဲ့အခါမှာတွားလူလိုက်တဲ့အခါမှာရိုမီရိုကဂျန်တန်ဖြစ်ထုတ်မှုကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်တကယ်တော့သူကဘောလုံးကိုပိုင်ဆိုင်ထားတာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ကစားပုံကတကယ်ဂျန်တန်ခဲ့တဲ့အတွက်တိုင်လူကြီးကသူ့ကိုတိုက်ရိုက်အငြင်းဖြစ်တတ်မှတ်ကပြိုင်ပွဲကနေထုတ်ပေးခဲ့တာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာတကယ်နဲ့နာခဲ့ရတဲ့သူကတော့စပါအသင်းပဲဖြစ်ပါတယ်ဒီအရာ2024တုန်းမှလည်းတစ်ခေါက်ဖြစ်ဖူးပါတယ်ကျွန်တော်တို့ Bruno Fernandes အနီးကရခဲ့တဲ့အချိန်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်တကယ်ကိုကောင်းတဲ့အရာဖြစ်ပါတယ်တောင်ကန်ဘောကနေမိုင်နိုကအမ်ဘိုမိုကိုပေးပြီးလှပပဦးဆောင်ကိုကျွန်တော်မြင်တွေ့ခဲ့ရဖြစ်ပါတယ်38မိနစ်မှာ Manchester United ကတကူဦးဆောင်ပြီးတော့ပြိုင်ပွဲကိုဆက်လက်ဦးဆောင်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့မိနစ်87မိနစ်မှာဒါလိုရဲ့အစစ်လုပ်ပေးချအပြင် Bruno Fernandes ကတကယ်လှပပကိုသွင်းတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာအထူးတလဲချီချူရမယ့်သူကတော့ Manchester United ကတည်င်းသားလုံးဖြစ်ပါတယ်တကယ်ကိုကောင်းတဲ့ performance အင်ကွင်းပြီးစပါတင်ကိုရိတ်ပြီးတော့ချက်သားဟင်းနဲ့ချက်ခဲ့တဲ့ပွဲပဲလို့ကျွန်တော်ပြောလို့ရပါတယ်တော်တော်ကိုရှုံးပွဲတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အရာဖြစ်ပါတယ်အခုနောက်ပိုင်းတာဟလက်ထက်မှာမော်ရင်လက်ထက်မှာရနစ်လက်ထက်မှာနီးပြများစွာအပြောင်းလဲများစွာမှာဒီစပါတင်ကိုမနိုင်ရတာတော်တော်ကြာပါပြီဒါပေမဲ့ဒီပွဲစဉ်မှာအနိုင်ရတဲ့အတွက် Old Trafford မှာ Glory Man United ဆိုတဲ့တခြင်းကိုပြန်လေပြီးတော့တောက်ပါလာတာဖြစ်ပါတယ် We are red ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့မှာအောင်လန်ထူခဲ့တာဖြစ်ပါတယ်တကယ်ကိုဝမ်းသာပီတိဖြစ်တဲ့ညတညဖြစ်ပါတယ်အားလုံးအထူးကျေးဇူးတင်ပါတယ် Bye bye